ကန်စစ်တပ်ဟာအီရန်နိုင်ငံကိုလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်ထပ်မံပြုလုပ်ခဲ့ပြီးအရင်ကသဘောတူထားတဲ့အပြည့်အခက်ရက်စဲသဘောတူညီချက်ပုံမပြပြလာတဲ့အတွက်နှစ်နိုင်ငံကြားစစ်ပွဲတွေပြန်လည်ဖြစ်ပွားနိုင်တဲ့အခြေအနေပုံမမြင့်တက်လာပါတယ်။ဒီတစ်ကြိမ်တိုက်ခိုက်မှုဟာဇွန်လလယ်ပိုင်းမှာနှစ်ဖက်လက်မှတ်ရေးထိုးခဲ့တဲ့အပြည့်ရဲ့သဘောတူညီချက်နောက်ပိုင်းအပြင်းထန်ဆုံးစစ်ရေးအရှိန်မြင့်မှုဖြစ်တယ်လို့လည်းသုံးသပ်နေကြပါတယ်။အမေရိကန်ဟာအီရန်အရှေ့ပိုင်းကအီရန်ရှာဘန်ဒါအဘက်ကိုနာရဲ့ချာဘာဟာဘူရှာမြို့တွေအပြင်အရှေ့မြောက်ပိုင်းကအကာလာမြို့တို့ကိုပါလေကြောင်းကနေတိုက်ခတ်ခဲ့တာပါအီရန်အစိုးရသတင်းဌာန IRNA ရဲ့အဆိုအရအီရန်ရှာလေဆိပ်တိုက်ခတ်ခံရမှုအတွင်းမိသက်သမားတို့ဟာတည်ဆုံခဲ့ရပါတယ်အမေရိကန်ဗဟိုစစ်ဌာနချုပ်ကတော့အီရန်အနေနဲ့ဟော်မုဇ်လက်ကြားကိုဖျက်ဆီးသွားလာနေတဲ့ကုန်သင်္ဘောတွေနဲ့အရက်သားရေရင်တွေကိုတိုက်ခိုက်နိုင်စွမ်းရောရှာပေးဖို့အတွက်အခုလိုရွေပြီးနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့လည်းကြေညာခဲ့ပါတယ်CNTCOM ရဲ့ထုတ်ပြန်ချက်အရအီရန်စစ်ပစ်မှတ်60ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးလေကြောင်းကာကွယ်စနစ်တွေကံရိုးရန်စောင့်ကြည့်ရေးစခန်းတွေဒုံးကျည်နဲ့ drone သို့လောင်ရုံတွေရေတပ်စခန်းတွေနဲ့စစ်ရေးထောက်ပံ့ရေးအဆောက်အုံတွေပါဝင်တယ်လို့လည်းဆိုထားပါတယ်။အီရန်ဘက်ကတော့ချာဘာဟာမြို့မှာပင်လယ်ရေကြောင်းထိန်းချုပ်ရေးမျှော်စင်နဲ့တူလောင်ယုံတယုံဟာတိုက်ခိုက်ခံခဲ့ရကြောင်းအကာလာမြို့မှာလည်းမြစ်ထားတရားတစင်းဟာတိုက်ခိုက်ခံခဲ့ရကြောင်းထုတ်ပြန်ထားပါတယ်။အမေရိကန်တိုက်ခိုက်မှုအပြင်မကြာခင်မှာပဲဘာရိန်းနိုင်ငံမှာလေကြောင်းအန်ရဲ့သတိပေးအော်တန်တွေမြည်လာခဲ့ပြီးကူဝိတ်ကာကွယ်ဝန်ကြီးဌာနကဒုံးကျည်နဲ့ drone တိုက်ခိုက်မှုတွေကိုလေကြောင်းကာကွယ်စနစ်နဲ့တားဆီးနေရလို့လည်းကြေညာခဲ့ပါတယ်။နောက်ပိုင်းမှာတော့အီရန်တော်လိုင်းရဲ့အဆောင်တပ်ကကူဝိတ်မှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုနဲ့ဘာရိန်းမှာရှိတဲ့စခန်းနှစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်အမေရိကန်ကတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်ဒေသတွင်းတခြားအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုလည်းဆက်လက်ပြစ်မှတ်ထားနိုင်တယ်လို့လည်းသတိပေးထားပါတယ်ရှင်။ဆက်လက်ပြီးတော့အီရန်နိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်ဟောင်းအယာတိုလာအလီခါမေနီကိုဇူလိုင်လ9ရက်နေ့မှာအီရန်နိုင်ငံရဲ့အမြင့်မြတ်ဆုံးရှီယာမွတ်စလင်ဘာသာရေးနေရာဖြစ်တဲ့မာရှတ်မြို့ကအီမာရီဇာဘုရားကျောင်းမှာတကြိုလိုက်ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့ကအမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းခါမေနီတည်ဆုံးခဲ့တာဖြစ်ပြီးမိသားစုဝင်၄ဦးလည်းအတူတူတည်ဆုံးခဲ့ရပါတယ်။တကြိုမဲ့နေ့မနက်ပိုင်းကတည်းကလူထောင်ပေါင်းများစွာဟာစုဝေးလာကြပြီးလူတွေကအီရန်အလံတွေခါမေနီရဲ့ဓာတ်ပုံတွေကိုကင်ဆောင်ပြီးတော်လန်ရေးနဲ့ဆိုင်တဲ့ကြွေးကြော်သံတွေကိုအော်ဟစ်ခဲ့ကြပါတယ်။အီရန်အစိုးရနဲ့ဘာသာရေးခေါင်းဆောင်တွေကလည်းဒီဇဗနာကိုအသုံးချပြီးနိုင်ငံရဲ့စီးလုံးညီညွတ်မှုနဲ့အစ္စလာမစ်သမ္မတနိုင်ငံရဲ့အင်အားကိုပြသဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့စစ်ရေးပိုင်းမှာအမေရိကန်နဲ့အစ္စရေးရဲ့ဖိအားတွေကိုကြံ့ကြံ့ခံနိုင်ခဲ့ပေမဲ့လည်းအီရန်နိုင်ငံအတွင်းမှာတော့စီးပွားရေးကျပ်တဲမှုနိုင်ငံရေးမတည်ငြိမ်မှုနဲ့လူထုမကျေနပ်မှုတွေကဆက်လက်ရှိနေသေးပါပဲခါမေနီအုပ်ချုပ်ခဲ့တဲ့38နှစ်အပေါ်မှာလည်းအီရန်ပြည်သူတွေကြားအမြင်မတူတာတွေရှိနေပါတယ်ခါမေနီတည်ဆုံးပြီးတပတ်အကြာမှာပဲသူ့သားမိုတာဘာခါမေနီကိုအမြင့်ဆုံးခေါင်းဆောင်အသစ်ဖြစ်ရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့လည်းမိုတာဘာခါမေနီဟာဖခင်တည်ဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တာကြောင့်အခုချိန်ထိလူမြင်ကွင်းကိုမထွက်သေးပါဘူးဓာတ်ပုံဗီဒီယိုဒါမှမဟုတ်အသံဖိုင်အောင်ထုတ်ပြန်ထားတာမရှိသေးပါဘူးတီရန်ကသတင်းမြစ်တွေအရသူဟာစိတ်ကူးတမှုခံယူရင်းပြန်လည်နလန်ထူနေစေဖြစ်ပြီးလုံခြုံရေးအရာအမေရိကန်ရဲ့နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်လာနိုင်တာကြောင့်လူရုရှိမထွက်ခိုင်းသေးတာလို့လည်းသိရပါတယ်ရှင်ဒီတစ်ခါမှာတော့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာအီဘိုလာရောဂါကြောင့်သေဆုံးသူအနည်းဆုံး600အထိရှိလာပြီလို့အစိုးရကသတင်းထုတ်ပြန်လိုက်ပါတယ်။ဇွန်လ10ရက်နေ့အထိစာရင်းတွေအရအတည်ပြုလူနာစုစုပေါင်း1959ဦးရှိလာပြီး24နိုင်အတွင်းမှာလူနာသစ်52ဦးထပ်မံတွေ့ရသလိုသေဆုံးသူလည်း20ဦးထပ်မံတိုးလာခဲ့ပါတယ်။အစိုးရရဲ့အဆိုအရရှိုပိုပြည်နယ်မြို့တော်ကီဆန်ဂါနီမြို့မှာတန်တရားလူနာ2ဦးထပ်မံတွေ့ထားပေမဲ့လည်းဓာတ်ခွဲဖြေကိုအတည်ပြုနေဆဲဖြစ်တဲ့အတွက်ကြောင့်တ
တရားဝင်စည်ရင်းတဲကိုမထည့်သေးပါဘူးအတီးပြုပြီးတာနဲ့တရားဝင်စည်ရင်းတဲကိုထည့်သွင်းသွားမယ်လို့လည်းဆိုထားပါတယ်အဲ့ဒီလူနာ2ဦးတက်ကတဦးဟာယောဂစတင်တွေ့ခဲ့တဲ့အီတူရီပြည်နယ်ကနေရာရွာနဲ့ဆက်ဆက်မှုရှိပေမဲ့လည်းနောက်တဦးကတော့ကီဆန်ဂါနီမြို့အပြင်တခြားဒေသနဲ့ဆက်နွယ်မှုမတွေ့ရသေးဘူးလို့လည်းအစိုးရကပြောပါတယ်ယောဂကူးစက်မှုပုံမဆိုးဝါးလာချိန်မှာပဲအစိုးရဆုံးထိခိုက်နေတဲ့အီတူရီပြည်နယ်ကကျန်းမာရေးဝန်ထမ်းတွေဟာလစာနဲ့အပိုစုကြေးတွေမရသေးတာကိုမကျေနပ်တဲ့အတွက်ကြောင့်အလုပ်ရပ်ဆိုင်းဖို့အတွက်စတင်ပြင်ဆင်နေကြပါတယ်။ရှေ့တန်းမှာအလုပ်လုပ်နေကြတဲ့ကျန်းမာရေးဝန်ထမ်းတွေကပြီးခဲ့တဲ့သတင်းပတ်ကုန်ပိုင်းမှာအစိုးရကို24နိုင်အတွင်းငွေမပေးရင်အလုပ်ရပ်မယ်လို့အသိပေးခဲ့ပြီးအင်္ဂါနေ့မှာတော့တချို့ဝန်ထမ်းတွေဟာအလုပ်မဆင်းတော့ဘူးလို့လည်းရနာခဲ့ကြပါတယ်။တရားဝင်တပိတ်မှောက်ကြောင်းတော့မကြေညာသေးပါဘူး။ကျန်းမာရေးဝန်ထမ်းတချို့ရဲ့အဆိုအရမေလ15ရက်နေ့မှာအီဘိုလာရောဂါဖြစ်ပွားကြောင်းကြေညာပြီးကြတဲ့ကလစာနဲ့အပိုစုကြေးတွေမရသေးရဖြစ်တယ်လို့ကာကွယ်ရေးပစ္စည်းတွေနဲ့မလုံလောက်ဖဲအာဏာပိုင်တွေရဲ့ဆက်ဆံပုံကလည်းမမျှတဘူးလို့လည်းပြောပါတယ်။အခုလိုအလုပ်ရက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲလက်ရှိဖြစ်ပွားနေတဲ့ Ebola virus ကိုကုသနိုင်မဲ့ဆေးဝါးစမ်းသပ်မှုတွေစတင်မဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ဂျပန်နိုင်ငံတိုကျိုမြို့အနီးမှာအတူနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့နှုတ်ခမ်းကိုအချီနဲ့ချုပ်ပိတ်ခဲ့တယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးတဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ဖြစ်စဉ်ဟာဇွန်လ29ရက်နေ့ကအီဘာရာကီစီရင်စုကိုကာမြို့မှာဖြစ်ပွားခဲ့တာပါ။အသက်42နှစ်အရွယ်ရှိတဲ့ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အမျိုးသမီးဟာအိမ်ထဲကနေထွက်ပြေးလွတ်မြောက်လာပြီးအနီးကဆိုင်တစ်ဆိုင်ကိုဝင်ရောက်အကူအညီတောင်းခဲ့ပါတယ်။သူကကျေးဇူးပြုကြီးကူညီပေးပါလို့ရေးထားတဲ့စာရွက်တစ်ရွက်ကိုကင်ပြထားပြီးအကူအညီတောင်းခဲ့တာဖြစ်တယ်လို့လည်းရဲတပ်ဖွဲ့ကပြောပါတယ်။အဲဒီနောက်မှာတော့ရဲတပ်ဖွဲ့ကအသက်49နှစ်အရွယ်ရှိတဲ့မဆဲရီဆာကူရာအီကိုထိလက်ရောက်ကျူးလွန်မှုတန်တရားနဲ့ဖမ်းဆီးခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့အဆိုအရဆာကူရာအီဟာအဲ့ဒီအချိန်ကဒဏ်ရာရအမျိုးသမီးနဲ့အတူနေထိုင်နေသူဖြစ်ပြီးအဲ့နဲ့ချီကိုအသုံးပြုပြီးအိမ်ပေါ်ရဲ့နှုတ်ခမ်းကိုချုပ်ပိတ်ခဲ့တယ်လို့လည်းဆွဆွဲခံထားရပါတယ်။လက်ရှိမှာတော့ရဲတပ်ဖွဲ့ကဖြစ်စဉ်အသေးစိတ်ကိုဆက်လက်စစ်ဆေးနေပြီးအဲ့ဒီအိမ်မှာတခြားသူတယောက်လည်းအတူနေခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတာကြောင့်အဲ့ဒီအချက်ကိုပါစုံစမ်းနေပါတယ်။ဒဏ်ရာရတဲ့အမျိုးသမီးကတော့ပြဿနာတစ်ခုဖြစ်ပွားပြီးရဲ့နောက်မှာတန်တရားရှိသူကဒေါသထွက်ကသူ့ရဲ့နှုတ်ခမ်းကိုအချီနဲ့ချုပ်ပိတ်ခတ်တာလို့လည်းရဲတပ်ဖွဲ့ကိုထွက်ဆိုထားကြောင်းဂျပန်အများပြည်သူပိုင် NHK သတင်းဌာနကဖော်ပြထားပါတယ်ရှင်။